ဘာလဲကြောက်ကြော အော်ကြောက်ကြောတယ်ကွာကြောက်ကြောကလည်းလောက်ထားတယ်နေရတာလေကော့ကိုဟင်းမချက်စားတိုင်းကျွန်တော်ဒုက္ခရောက်တယ်ဗျဟင်းမချက်စားတိုင်းကျွန်တော်ဒုက္ခရောက်တယ်လို့ကျွန်တော်ပါကိုယ့်အိမ်မှာဆိုရင်ကိုအလောက်က400နဲ့ရန်400နဲ့စားရတယ်မာကနိုင်ပဲစားနေတာဒါပေမဲ့ကောင်မလေးတွေရောက်ပြီဆိုရင်တော့ share ပဲဒီမှာဘာလို့ခေါ်တာ တက်တော့စမ်း ချက်တောက်ဆန်းချက်တောက်ဆန်းနဲ့ ချင်းရဆက် share ပြီးမှငပိရေနော်ပြောဘာကြောလား ဒီဒီဒီ နည်းနည်းကြောဟမ် share ပဲတွေ့လာရင်တော့ share စားကြောကျွန်တော်စားချင်တယ်ကိုယ့်ကိုယ်ဆိုမကနေမစားတောက်လျှောက်ဘလာတော့တလားဝင်ညလောက်ရှိပြီထင်တယ် ဝင်ဒီလောက်ရှိပြီပေါ့ အိမ်မှာထမင်းတော့မဆောင်အဲ့အလောက်ကကျွေးရမကနိုင်ကကျွန်တော်ဝန်ထမ်းတွေအတွက်တီးတန့်ဆိုပြီးတော့လုပ်ထားရပါအဲ့ဒါပဲစားတယ်ဒီနေ့လိုက်တော့ရှေ့ပဲဒီကြော်ရဟိုမှာလိုက်တာကြက်တော့ဆမ်းမလား ဟုတ်လေ ကြက်တော့ဆမ်းရှေ့ အဲ့ ပဲ ဒီမှာကြက်ပုံစံထိုင်းဆိုင်ရနေပြီ ဟောကျွန်တော်နိုင်မှာပေါ့ CB တက်တွေဟိုအသားကဒီမှာကြက်ပုံစံအမှန် နိုင်လားရှေ့ပဲဒီကြော်တာမပြီးရတော့တကယ်ကိုကြက်ကျမမငပိရစားမလို့ဘူးကျွန်တော်မြန်မာနိုင်ငံမျိုးလည်းကိုမရအောင်ငပိရဝယ်ရတယ်မြန်မာဆိုင်ကနေတည်တယ်တောင်းမလဲမြန်မာနိုင်ငံကနေမှားတယ်မြန်မာဆိုင်ဝင်နေစီးရန်ကြီးတယ်ငပိရမှကြည့်လို့ရှင်းပြီးတော့တက်တော့ဆန်းဘယ်လိုရတာလဲရှိဘူးတော့ကြည့်အောင်နည်းနည်းလောက်ကောင်းတော့ချင်းလေးရေစစလေးရှင်းပဲဒီနေ့ကြော်ပြီနော်ရစားမယ်ဘာတွေ့နေလဲ ဆက်ပါဒီဒီစားပါစကြရည်တော့ဒီ တခြားဟမ် ပြင်သွားတာ ပြင်သွားပါလေ